ပြန်လည်တော်မူသွားမှာပေါ့ဟိုဇာဝနာပွဲကြီးကိုတခဏနာလှုပ်တာကိုတပည့်တော်ကအဲ့ဒါကိုပြောတာမဟုတ်ဘူးသင်္ချာချာဆိုသာနာအတွက်ရှင်များတို့မနေ့ကပြောလို့ခြေရလေးကြံခဲ့ရအောင်နော်အကသောကမဟာသောကကြီးတွေတပည့်တို့မြန်မာပြည်ကစွမ်းဆောင်ရည်မြင်ပါတဲ့ရှေးဆရာတော်ဘုရားကြီးများအခုဖောင်းဆရာတော်ဘုရားကြီးများသက်တော်ကြီးသွားဆရာတော်ကြီးတွေလွန်တော်မူမှာကိုစိုးရိမ်နေရအတုံးမကြတဲ့သူကြစောစောသေးသေးနေတာအတုံးမကြပါတော့အတုံးကြတဲ့တွေ့ကြတော့လွန်တော်မူမှာကိုစိုးရိမ်နေရအဲ့ဒါပဲတပည့်တော်တို့ Federal Meditation ဆိုရှိတယ် leadership မှာသိပြီးသွားတဲ့နောက်ဒီကုသဘာမြင်ရဲ့ဒီဥပမာတာရကလေးတစ်ခုပြော Dynamic Titan နဲ့ Alpha Nobel ကနိုင်ကုညီနိုင်ကြော်ညာတာတစ်ခုဖတ်လိုက်နိုင်ကြော်ညာတာမှာ Alpha Nobel တည်ဆုံးသွားပြီဆိုပြီးတော့ Dynamic ပညာရှင် Alpha Nobel တည်ဆုံးသွားအဲ့ဒါမသိသူလူမပြီးကြော်ညာတာအဲ့ဒါကိုကြည့်လိုက်တဲ့အခါ comment ရေးတဲ့သူတွေကတရားကို feedback ပြန်တယ်ဟာ Alpha Nobel ဆိုတာအကျိုးအနေနဲ့ပါသူ Dynamic ကိုဝါဖြစ်ပြီးတော့ဟိုတောတောင်တွေပြည့်စည်တာအများကြီးသူ Dynamic တွေကိုဝါဖြစ်ပြီးတော့ဘုံတွေခွဲလိုက်ကြတာအလန်းတွေတရားတွေပြည့်စည်ကြတာလူတွေအများကြီးသေးတယ်သူကတော့ချစ်စေချင်တာကောတော်လုံးမှုစွမ်းမှာဘိုးမြင့်မလာဖို့ Dynamic ကိုတည်ထွန်းဒါပေမဲ့မကောင်းတဲ့ဘက်ကိုအသုံးချကြတယ် Alpha Nobel ဟာနော်လူတွေကိုယုံမှမှုစွမ်းအားတွေမြင်အောင်လုပ်ပေးတယ်ဆိုတဲ့သဘောမျိုးပေါ့ဗျာအဲ့မျိုးတွေ comment ကကြည့်လိုက်တဲ့အခါကျတော့ကောင်းတာ100%ဆိုမကောင်းတာ99%သူကစေနာနဲ့လုပ်ခဲ့တယ်ဒါကြောင့်စေနာနောက်မှာပညာမပါရင်အနေများအဲ့သူရဲ့သေဆုံးပြီးတဲ့အခါသေဆုံးသွားပြီပေါ့တကယ်တမ်းသူမသေးသေးဘူးသူတော့သေဆုံးသွားပြီဇာမဏေရဲ့နောက်မှာ feedback တွေကမကောင်းတာတွေများတော့အဲ့မှာ Alpha Nobel နောင်တရသွားတယ်အဲ့ကြောင့်သူပိုင်ဆိုင်တယ်မြအကုန်လုံး Nobel ဆုပေးဖို့သူအကုန်လုံးကိုဂျင်နာဗန်မှာပေါ့လေအကုန်အပ်ပြီးတော့ငြိမ်းချမ်းရေးအတွက်ပညာရေးအတွက်ဆေးဝါးအတွက်တနည်းတစ်ခုတည်းလူအကျိုးပြုလုပ်ငန်းတွေမှာစွမ်းသမားဆောင်ရွက်နိုင်တဲ့ပုံစံတွေကိုတစ်နှစ်တရဟောဒီသူပိုင်ဆိုင်သမျှတွေကနေပြီးတော့ဘန်တိုးနဲ့အဲ့ဒါကို Nobel ဆုချီးမြှင့်ပါဆိုပြီးတော့ Alpha Nobel ကနေပြီးတော့သူစီစဉ်နေအကုန်လှုပ်ခဲ့အဲကြောင့်ခု Nobel ဆုဆို Nobel ဆိုတခါပြောရင် Annovia ဆိုတမျိုးပေါ့ Annovia ဆိုတော့တမျိုးထွက်အတိတ်ပဲမြင့်မြတ်တယ်လို့အတိတ်ပဲလည်းရောက်မြင့်မြတ်တဲ့ဆု Alpha Nobel ရဲ့ဆုဖြစ်အဲ့ဒါကြောင့် leadership မှာဘာပြောလဲဆိုတော့သိပြီးသွားတဲ့နောက်ဘယ်လိုမြင်သိကျင်တာလဲလို့ရေးခိုင်းတယ်ဗျာဥဒလာကြီးပြန်လည်တော်မူသွားပြီနော်ဥရိသာကြီးပြန်လည်တော်မူသွားပြီပြန်တော်မူသွားတဲ့နောက်မှာသူ့ရဲ့ဘာသာရေးဘုရားဘာသာတွေကတို့သူ့ရဲ့ရွာလူတွေကဘယ်လိုပြောကြသူ့ရဲ့သတင်းသုံးဖို့တွေကဘယ်လိုပြောကြဘာသာကြားတွေကဘယ်လိုပြောကြအဲ့လိုမျိုးပေါ့နောက်သူ့ရဲ့ဆွေမျိုးသားချင်းတွေကဘယ်လိုပြောနေကြလို့လေးခုရေးခိုင်းဒီလိုအဘိနာသုံးမှာဘုရားရှင်အဲ့ဒါကိုကြည်ခိုင်းသတင်းသုံးဖို့တွေကကိုယ့်ကိုဆွဆွဲလာကဲဒီလိုဘယ်နှခါပြန်စဉ်းစားမိအဲ့ဒါသေးကြည့်ခိုင်းတာလေနော်အဲ့ဒါသေးကြည့်တဲ့အခါသေးပြီးမှရှက်စရာကောင်းတယ်သေးပြီးမှရှက်စရာဒါပေမဲ့နေတော့ဗာတိတာမှတ်လို့မြင်လိမ့်မယ်ဒီလိုသေးပြီးမှဒီ feedback တွေမကောင်းဘူးလို့ဒါဒီလိုနေတာမကောင်းလို့သေးပြီးတဲ့နောက်မှာ feedback မကောင်းတာနေတာကောင်းရင်သေးပြီးတဲ့နောက်လဲ feedback ကတုံ့ပြန်မှုတွေကကောင်းအများလွမ်းနေအောင်လုပ်ခဲ့ရဘူးလို့လွမ်းစွတ်နေအောင်လုပ်ခဲ့ဘူးလေဖះအခုကျန်ဒီလိုလွမ်းလို့မပေးဘူးကျေးဇူးကိုချီးမြှင့်လို့မပေးဘူးဟိုချီးကျူးလို့မပေးဘူးလူတွေရောနတ်တွေရောလေဒါကြောင့်ဒီလိုကသေးပြီးတဲ့အထိလွမ်းနေအောင်လုပ်နိုင်ဖို့လို့အဲ့လိုမှမဟုတ်တော့ဒီလိုတက်တာအလကားဖြစ်သွားမယ်နော်ဆိုတော့ဒါလေးကိုဒီလိုကြိုးစားဖို့စာဖတ်ဖို့အချိန်မရှိဘူးစာရေးဖို့အချိန်မရှိဘူးဆိုရင်တာမန်လူတယောက်ပဲဖြစ်နေမယ်တာမန်ဘုန်းကြီးတစ်ပါးနဲ့တော့မဆန်းဘူးတို့တော့ဒီလိုကထူးခြားတဲ့ဘုန်းကြီးတစ်ပါးဖြစ်ဖို့လိုတယ်ဆိုတော့တေရောဆရာတော်ဘုရားကြီးတို့ရွာလေးပဲလေတေရောကနေပြီးတော့တေပြီးရှင်များတယ်ဒီနေ့ဘုရားဘာသာဆိုင်ရာမေးပြီများသူရေးတဲ့ကျမ်းတွေကောင်းလိုက်တာတေရောဆရာတော်ကြီးမြန်မာသာပေမြတ်ဒီမြန်မာသာဩရာတိရမယ်နော်မဟာနာအဖွဲ့ဝင်မဲ့ဒါဆရာတော်ကြီးလက်ထက်ကထားတော့မာဂရီတာစီရွာလေးရပဲလေတို့တော့ဆရာတော်ဘုရားကြီးတွေရဲ့စွမ်းဆောင်ချက်ကြည့်ဆိုတော့လူနေခြုံကြစိတ်ထဝရိတာဒီလိုဖြစ်ရဒီလိုတော့ခြုံကြနေလေဘုန်းကြီးတွေအကုန်လုံးကခြုံကြထွက်လာတာပဲမှုဆိုတော့လည်းခြုံကြထွက်လာတာတို့တော့လူတိုင်းကအမြဲတမ်းနှုံးပြနေကြနော်ခြုံကြနေရလို့ပြောလို့ဘာမှဖြစ်ဘူးတို့တော့စိတ်ထကဒီလိုတာဝရိနာတိတင်ထားမှရ
ဘုန်းကြီးဆိုတော့တာဝရဏလောက်ကိုမကဘူးဒီတဲ့ပုံပြီးမြင်ပါရဟိုဘုန်းကြီးလိုပဲဟာတာဝရဏနတ်ပြည်ရောက်တယ်ရှက်ထရာကြီးတို့အဲ့လိုပဲဖြစ်ရမယ်ကဲလူတွေကတာဝရဏလောက်ထားရင်ဒီလိုလိုဘုန်းကြီးကတာဝရဏလောက်ရောက်မှာကိုရှက်ထရာလို့ကိုမြင်ရဒီတဲ့ပုံမြင်ရဟုတ်တယ်မလားဗျာနော်နတ်ပြည်တာတောင်ရှက်ထရာကြီးတဲ့အဲ့ဒီဘုန်းကြီးကရှက်တတ်တာလေနော်ဒီလိုဘုန်းကြီးတွေဆိုအဲ့လိုမျိုးဖြစ်ရတာဝရဏလောက်လည်းရက်မတရားတို့တော့ဒီလိုခြုံချမထွက်ဘူးဆိုရင်တော့တာမန်ဘုန်းကြီးတစ်ပါးအနေနဲ့ပြန်လည်တော်မူရင်တော့တာနာအတွက်လည်းတန်းဝင်ပေါဝင်ဖြစ်မသွားဘူးမြင့်မသွားဘူးမကောင်းဘူးဗျနော်အဲ့ဒါကြောင့်ဒီလိုတို့ကရွာမှာဆိုရွာမှာဥဆောင်ပြီးရွာလမ်းကျန်နေရရောက်တဲ့နေရာမှာလွမ်းကျန်နေရဟာနော်ဝိသကမထေတနေရာပြောင်းတော့မယ်ဆိုတော့ဘာဖြစ်လဲနဲ့တွေဘာလို့ကြာငိုကြတာမပြောင်းမှနဲ့ဗျာအရှင်ဘုရားရှိနေတာဒီနေ့ငင်းချမ်းရေးရနေတာကောင်းလွမ်းကျန်နေရတာအဲ့လိုဖြစ်ရနော်အဲ့ပုဂ္ဂိုလ်ကလူတော့လဲစီးပွားရေးဆိုတော့ဆွမ်းဆန်းတယ်မှာဘုန်းကြီးဖြစ်တော့လေမေတ္တာခြေခံတဲ့ကမ္မဋ္ဌာန်းနဲ့ကောင်းလိုက်တာနတ်တရားသာသူ့ကိုလွမ်းကျန်နေအောင်တော်တာအဲ့လိုမျိုးဖြစ်အောင်လို့ကြိုးစားဖို့လေအကြီးကျယ်ကြီးမတွေးနဲ့ရှင်ဘုရားတို့ဝင်းချင်းမှာလွမ်းကျန်နေရဘာမြန်ပြည့်ရည်စာထဲမှာစာချတဲ့ဒီဆရာတော်လက်ထက်ကစာချသိကောင်းတာစာဝါတွေလွမ်းကျန်နေရအဲ့ဒါဆိုရှင်ဘုရားတို့ကတန်းဝင်ပေါဝင်ပြတ်သွားပြီနော်ဆိုတော့ဒီလိုတာမန်တရားဝင်နေတော့သေးသွားတာမတန်ဘူးဗျာသာသနာနဲ့ကြုံကြိုက်လူဘဝရောက်လာတာလေပြောလိုက်တော့သာသနာပုံညဝန်တတ်တာဘာညာပေါ့ဒီလိုပြောနေကြတာပဲလေဒီလိုတော့သာသနာတဲ့လွမ်းကျန်မနေကြရဘူးဆိုမကောင်းဘူးဒါရှင်ဘုရားတို့ရဲ့ဝင်းချင်းမှာဝေယဝိသကောင်းလိုက်တာလွမ်းကျန်နေရမယ်ဝေယဝိသလုံနိုင်ဝေယဝိသပိုင်းလွမ်းကျန်နေရမယ်ဟုတ်လားအဲ့လိုမျိုးဒီလိုကြိုးစားအားထုတ်လို့အဲ့ဒီတော့ဒီလိုတို့ကကိုလှုပ်တဲ့နေရာမှာဘုဒ္ဓအကြမ်းမြင်နေပြည့်ပြည့်စုံစုံရှိဖို့လိုတယ်အဲ့ဒီအတွက်စာဥစ္စာပေတွေကိုဖတ်ပြန်ဖတ်ပါအောင်ဗျာစာဖတ်ဖို့စာဖတ်ဖို့အချိန်မရှိဘူးစာရေးဖို့အချိန်မရှိဘူးတော့ဒီလိုနဲ့တာမန်ဘုန်းကြီးတစ်ပါးအနေနဲ့ပြန်လည်တော်မူရင်လားဗျာမဖြစ်ဘူးနော်မဖြစ်ဘူးဘယ်ရွယ်ရောက်ရဒီလိုစောကြီးလေးသိနိုင်တယ်ဟုတ်လားအသက်ကြီးမှလည်းသိနေဘယ်ချင်းသိသေးဗျာလွမ်းကျန်နေရအဲ့ဒီအတွက်ဒီလိုတို့ကအရေးချင်းတွေတိဆောက်တာအဲ့ဒါသာပေဘုဒ္ဓအကြမ်းမြင်တွေဖတ်အကျင့်သိက္ခာကျင့်နိုင်တဲ့သူကကျင့်တို့တော့သာပေဟာအကျင့်မဲ့ကျင့်ဒါပဲလို့သာပေရလို့ဟုတ်အဲကြောင့်သာပေကိုဒီလိုတော့နေရာတိုင်းမှာအရေးပါတယ်နော်ကြိုင်ဒါလေးဖတ်ပါအောင်ဗျာရေလို့လေတော့တန်တွေကိုဒီကိုဆောက်စာတွေကိုဒီလိုမျိုးမလုပ်ပါဘူးလူတွေနာလာနာတက္ကသိုလ်ကြီးအစ္စလမ်စစ်တပ်ကြီးရောက်လာပြီးတော့မီးရှို့လိုက်တာ6လ9လလောက်ကြာစာအုပ်တွေမီးမငြိမ်ဘူးတော့စိတ်ဆိုးတာလေဘုရားဘာသာနဲ့ဆိုင်တဲ့စာအုပ်တွေဘာသာကြားတွေဖြတ်သီးတာတော်မချင်တဲ့ဘူးဒီသမိုင်းတွေဖတ်တော့ရှိတော့လဲဖတ်လို့လားဘာမှမထူးဒါလည်းဆိုတော့ဟုတ်လားသူများသွားသိသိုးမနေနဲ့ဒါလောကဒီတိုင်းဖြစ်နေပါပဲလေနိုင်ရသားလောကကိုဗျအင်ညမညာခရိကဒုဗ္ဗလခရိကဆိုနိုင်ရသားလောကဒါပေမဲ့ဒီလိုရှိပြီးမဖတ်တာကမိရှို့တာတဲ့ပုံဆိုရင်ကျေးမှုတွေထုံးသားတွေကိုဖျက်ဆီးဖို့အတွက်စာအုပ်စာပေတွေကိုမိရှို့မလို့ဘူးလေလူတွေစာဖတ်အောင်လည်းလုပ်လိုက်ပါတော့အခု YouTube တွေရော TikTok တွေရောsocial media တွေတအားပေါ်လာတဲ့ကဘုန်းကြီးတွေ line ပေါ်မှာမစင်ဘူးလူတွေလည်း line ပေါ်မှာမစင်ဘူးအရင်တော့ TV တွေပေါ်လာတဲ့က TV series တွေကြည့်ကြတယ်ပေါ့ဗျာနော် TV ရှိရမျက်နှာမခွာကို TV ရှိမရောက်တော့ပါဘူးကဖုန်းရှိရမျက်နှာမခွာတော့ဖုန်းနဲ့မျက်နှာနဲ့မနဲ့အိပ်ရထားတာနဲ့တယ်လီဖုန်းနဲ့မျက်နှာတက်တယ်လေအဲ့လိုမျိုးဖြစ်တယ်ဆိုတဲ့အခါကျကြည့်တော့စာမဖတ်တော့စာတာအဲ့လောက်ခိုင်းဖုန်းကြည့်တယ်လို့ဖုန်းကြည့်တာရဲ့10ခန်းတော့များရင်900ခန်းတော့လောက်ကြည့်စာဖတ်အတော်လူဖြစ်နေတော့ဖုန်းကြည့်တဲ့အချိန်ကိုမှတ်တာရှင်များတို့ digital web လေးရှိတယ်တနေ့ကိုဘယ်နှနာရီ screen time ရှိတယ်အဲ့ဒါရဲ့900ခန်းလောက်စာဖတ်ပါကြာရှင်များတို့အချိန်မပေးနိုင်ဘူးလို့ပြောလို့ရတယ်စင်ကြေမပေးတော့နဲ့စင်ကြေပေးတဲ့ဗဇတ်ထမင်းကတ်တတ်တယ်ဆိုအဲ့ဒါပြောဟမ်အဲ့ဒီလိုစင်ကြေမပေးနဲ့ဖုန်းကြည့်တာရဲ့900ခန်းဖုန်းကြည့်တာရဲ့900ခန်းလောက်ကြည့်လိုက်10ခန်းလုံးကြည့်ရင်900ခန်းလုံးသမားတဲ့ပိုရှိရောက်သွားလိမ့်နော်အဲ့ဒီထဲကနေပြီးတော့အချိန်လေးလျှော့လိုက်ရှင်များတို့နားနေချိန်တွေကနေပြီးတော့ digital သုံးတဲ့အချိန်လျှော့လိုက်လျှော့ပြီးအဲ့ဒီထဲကနေပြီးစာအုပ်နဲ့မျက်နှာနဲ့ကတ်ထားလိုက်ရှင်များတို့က2နှစ်လောက်နေသိတာသွားလိမ့်စက်တိုက်တော့လောနော်အာသေဝနာတတ္တိယသာဖိုင်မှတ်တယ်ပို့ပြီးတော့အစင်းနဲ့မြင့်လာတွေးခေါ်နိုင်တော့ပိုးမြင့်လာတော့ကြဖတ်လိုက်ပြစ်ထားလိုက်စိတ်ကူးပေါက်တော့ထပ်ဖတ်အဲ့လိုတော့မရအဲ့ဒါအဆက်ပြတ်သွားတာဇောတွေအာမကောင်းဘူးလို့ဖြစ်သွားဟုတ်ပြီဗျာဒီပြီးတော့
အဲ့ဒါပါပဲလူတွေစာမဖတ်အောင်တာလုပ်လိုက်ပါ